ကဲအားလုံးစူပါတာကိုဂိမ်းမီချောင်းဂိမ်းမရနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ကဲဒီနေ့မှတော့ကျွန်တော်တို့ fan တွေကကျွန်တော် gaming fan တွေက brother တို့နဲ့တူပလက်တူချထားတဲ့ပွဲလေးပဲဖြစ်ပါတယ်ကဲဒီဘက်မှာဆိုရင်ကျွန်တော်ချောင်းကင်လိုက်ပါတယ်ကဲဟို brother ဘာကောကဘာကြီးလို့ကင်မလဲတော့မသိဘူးbrother ဟာလာမီကင်သွားပြီโอเคကဲတမ်းမယ်ဒီ enemy ဘက်ကဟီကိုမှဆိုရင်ကျွန်တော်တို့တားမတ်နဲ့စီလောင်းကိုတွေ့ရမယ်ကဲထိုဘက်ကအာလီလေကင်းဟီးရိုတွေရွယ်ဆိုတော့ကျွန်တော်တို့တွေကနည်းနည်းစိတ်ပြီးစွာမှာပေါ့ကဲ brother တို့ကျွန်တော်တို့ပြောသက်ရှိရပေါ့ကျွန်တော်ဒီ program နဲ့ဒီနောက်တစ်ပတ်ကြာလို့ဆိုရင်ကျွန်တော် weekly ပဲမဲဖောက်ဖို့ရှိပါတယ်အဲ့ဒါဆိုကျွန်တော်ရဲ့ TikTok account ဖြစ်တဲ့ Super Taco 6 Gaming ဆိုပြီးတော့ရှားလိုက်ပေါ့အဲ့မှာကျွန်တော် account တွေ့နေမယ်အဲ့ account ရဲ့ကျွန်တော်ရဲ့ဒီမေးရဲ့အတင်တဲ့ဗီဒီယိုပါပေါ့ကျွန်တော်မေးမဲ့ဗီဒီယိုမှာ brother လို့လာပြီးတော့ဖြည့်နိုင်ရပေါ့နောက်တစ်ပတ်ပါကဲတာမူဝီကိုပြရတယ်အမတာမူလိုက်လက်နေတယ်ယောအာကင်းမရလောက်ကောက်စားတာတော့အစိမ့်ကြီးကိုရှိခွာမယ်ဟာဒါလေးတာမူ vision တွေ့ပြီယောလုံးတာမူလိုက်မြန်ကောင်းပါရဲ့ တော်မထွက်တော့ဘူးတီရောโอเคခဏလေးကဲရပြီယောအမမရဘူးလေကွာမရတယ်ဟောဒါဘကရမှာယူကွာကဲဒီ brother လည်းဆိုရင် 3C နဲ့ပဲအရှုံးပေးရတယ်ဒီနေ့ဗီဒီယိုတော့ဒီတော့ပါပဲဗီဒီယိုလေးကိုကြိုက်နေတဲ့နေဆိုရင်တော့ like follow လေးလုပ်ပြီး like subscribe လေးလုပ်ပြီးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကဲအားလုံး